သူဖြစ်တာကြောင့်သူ့ကိုတားနိုင်မှုအတွက်နာရူတိုကိုဂျီရိုင်းရက်ဆန်ဆဲကလမ်းပြပေးနိုင်မယ်လို့သူယုံကြည်တဲ့အကြောင်းထပ်ပြောလိုက်ပါတယ်ပြီးရင်တော့ရီပါတာစီကိုအသက်သွင်းလိုက်ပြီးနာရူတိုပုံမှာပဲယုံကြည်ထားလိုက်ဖို့နဲ့ကူရှီနာရဲ့ချာဂရာကနာရူတိုဂျီဂျူရီအနေနဲ့ကိုမီချာဂရာကိုထိန်းချုပ်ဖို့ကြိုးစားတဲ့အချိန်ကျရင်သူ့ကိုကူညီပေးလိုက်ဖို့မီနာတိုကပြောပါတယ်ကိုမီကိုစီးနိုင်မှုကကူရှီနာရဲ့လက်ကျန်ချာဂရာနဲ့ပဲဆိုရင်တော့ကြပြီသူကလည်းနာရူတိုနဲ့အတူတူအသက်ရှင်နိုင်ပေမဲ့သူ့မှာကူရှီနာလိုမျိုးကိုမီကိုထိန်းချုပ်ဖို့ချာဂရာအများကြီးမရှိရကြောင်းအမီအောင်ထုတ်ခံထားရလို့တေဆုံးတော့မဲ့ကူရှီနာနဲ့တူအချိန်ခဏလေးနာရူတိုကိုပြန်မြင်ရဖို့အတွက်နဲ့အတူတူလိုက်တေကိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်အဲ့ဒါအပြင်ကူရှီနာတွေကိုပြန်စီးလိုက်မယ်ဆိုရင်ကူရှီနာတရားနဲ့ကိုမီကအချိန်တိုင်းနာတစ်ခုတည်းတေသွားမှာဖြစ်တဲ့အတွက်နိုင်ငံနဲ့ရွာကိုကာကွယ်နိုင်မှုကိုမီကိုလည်းအသက်ရှင်အောင်နာရူတိုရဲ့ကိုယ်ထဲမှာထားခဲ့ပေးရမှာဖြစ်ပြီးသူတို့မိသားစုကလည်းမွေးရမြေကိုကာကွယ်ရမယ်ရှင်နိုဘီရဲ့ဖြစ်တဲ့အကြောင်းမီနာတိုကပြောပြပါတယ်သူအသက်ရှင်နေအောင်မယ်ဆိုရင်တော့ကူရှီနာလိုမျိုးလုံးနိုင်မှာမဟုတ်ပဲမိခင်တယောက်အနေနဲ့နာရူတိုကိုပြောစရာတွေတင်ပြပေးစရာတွေအများကြီးရှိမယ်ဆိုတာကိုနားလည်တာကြောင့်သူသားနာရူတိုအတွက်ပျော်ပျော်ကြီးအသက်ပေးမှဖြစ်တဲ့အကြောင်းထပ်ပြောလိုက်ပါတယ်ကိုမီကိုထိန်းချုပ်ထားတဲ့အကာအကွယ်ကြောင့်ဟီယူဆန်တို့ကလည်းဝင်လို့မရပဲမီနာတိုကကိုမီရဲ့ချာဂရာတဝက်ကိုစီးလိုက်ပါတယ်အဲအကြောင်းကိုမီရဲ့အရွယ်စားသိသွားပြီးနာရူတိုရဲ့ကိုယ်လေးကိုစီးဖို့လုပ်ပေမဲ့ကူရှီနာဘက်ကိုအာရုံရောက်သွားတဲ့အချိန်မှာကိုမီကနာရူတိုကိုတတ်ဖို့လုပ်ပါတယ်ဒါပေမဲ့မီနာတိုရောကူရှီနာရောကနာရူတိုကိုကာဝယ်ပေးလိုက်ကြပြီးမီနာတိုကဂဲရိုထိုရာစီမှာတောက်အပ်ထားလိုက်ကဂျီရိုင်းရက်စီယူသွားလိုက်ပုံမှာခဲ့ပါတယ်ပြီးရင်တော့သူ့ရဲ့ကြံနေတဲ့ချာဂရာနဲ့ကိုလည်းနာရူတိုရဲ့စီးရဲမှာသူ့သားကိုပြန်တွေ့နိုင်ဖို့ထားခဲ့လိုက်မှဖြစ်ပြီးအိတ်ဆိုင်စီးကိုလုပ်ဖို့ပြင်ဆင်ကြပါတယ်ကူရှီနာကတော့နာရူတိုကိုဂျင်းမများပဲအများကြီးစားဖို့တန်တန်မာမာနဲ့ကြီးပြင်းလာဖို့နေတိုင်းရေချိုးပြီးအေးရောဝအိတ်ဖို့နဲ့တကယ်ယုံကြည်လို့ရမယ်တကယ်ချင်းတွေလည်းထားဖို့မှာပါတယ်အဲ့အပြင်ပညာရေးနဲ့ညီညီစုကိုလည်းကြိုးကြိုးစားစားလေ့ကျင့်ဖို့နဲ့အကယ်ဒမီကဆက်ဆဲတွေကိုလည်းလေးစားမှုရှိဖို့ပြောပါတယ်ပြီးရင်တော့ရှင်နိုဘီတယောက်ရဲ့ရှောင်ရှားရမယ့်အချက်၃ချက်ဖြစ်တဲ့သူများစီကပတ်စံမချေဖို့မရှင်ရရတဲ့ငွေကို